stress နဲ့ပတ်သက်ပြီးတော့ဖြင်းရမှာစကားလုံးတိုင်းမှာဆိုလို့ရှိရင်ဖိတန်တက်တန်ပါကိုပါတယ်ဝနတန်နှစ်တန်ကနေစပြီးတော့ဒီစကားလုံးတိုင်းမှာဆိုရင်ကျမတို့ကဒီဖိရမင်းအတန်တက်တန်ပါကိုပါတယ်နော်အဲ့ဒီမှာကျမတို့က stress မှာဆိုလို့ရှိရင်ဒီ main stress ဆိုတာရှိတယ်နော် main stress ကတော့အဲ့လိုမျိုးခုနကလိုပြောရတယ်အတန်ကြီးပေါ့နောက်ပြီးကျမတို့ကဒီဒုတိယအတန်လေးလည်းရှိဒုတိယဖိရမယ့်အတန်လေးလည်းရှိအဲ့ဒါလေးကိုကျမတို့ကဒီတတ္တဗေဒနည်းနဲ့ဆိုလို့ရှိရင်เนาะsecondary stress လို့ခေါ်ရရှင်နော်ဒုတိယဖိတန်ပေါ့ဟုတ်လားသူဟာဆိုလို့ရှိရင်သူကလည်း stress ကတာဝန်ကိုယူတယ်သူကကြတော့ကျမခုနကပြောသလိုမျိုးပဲဒီ main stress လေးမှာသူကဒီ secondary stress လေးတစ်လုံးပါတတ်တယ်တိလားသူကဘယ်လိုပြောရမလဲဆိုတော့ဒီကျမတို့ခုနကတော့အရက်နဲ့ရှင်ပြောသလိုမျိုးပဲပေါ့ရှင်လူ3ယောက်ရှိတယ်ပဲထားနော်လူ3ယောက်ရှိတယ်ဒါလေးအလက်ကလေးပေါ့ဟုတ်လားလူ3ယောက်ရှိတယ်ဒီမောင်လှဆိုရင်ဒီမောင်မြလောက်အရက်မရှိဘူးဒီမောင်ပုလောက်အရက်မပုဘူးဟုတ်လားမောင်ပုဆိုရင်မောင်ပုကဂျပူလေးမောင်မြကအရက်အရှိကြီးပဲမောင်လှကကြတော့အင့်ဒီ secondary stress ဆိုတာလေအဲ့လိုမျိုးပဲဒီဒါလေးကကြတော့လုံးလုံးဖော့တာဘာသူကတိုင်းပုံမှန်တိုင်းပြောလိုက်အောင်ပဲဖော့တဲ့အတန်လေးဒီကောင်ကကြတော့ဖိရမယ်သူ့ကိုဖိတင်တလောက်ဖိကိုဖိရမယ်နော်သူကဖော့ရမယ်သူကဖိရမယ်ဒီ secondary ရဲ့အလုပ်ကကြတော့သူကဘယ်လိုလုပ်လဲဆိုတော့သူကဖော့တဲ့အတန်မဟုတ်ဘူးဒီ main stress ကြီးကိုလိုက်လဲသွားပြီးတော့မဖိဘူးသူကနည်းနည်းလေးဖိနော်အဲ့ဒါကိုဗမာနမူနာပြောလို့ရလဲဆိုတော့ကျမတို့ afternoon မှာပြောလို့ရတယ်တိရမသိဘူးဒီနားလေးမှာကျမ afternoon ဆိုပြီးတော့ဒီမျိုးလေးဒီလိုသွားတယ်ဒီနားလေးမှာကျမ dictionary မှာကြည့်လိုက်ပါရှင်ကျမ dictionary ကျမဒါလေးရေးပြမယ်နော်ဒီမှာ afternoon လို့ရှိရင်ကျမတို့ကဒါကို stress noon ဆိုပြီးတော့ကျမတို့ဒီနားလေးမှာလုံးလုံးဖိရမယ်နားလေးမှာတီးလိုက်လားသူကကြတော့အောက်ဖက်မှာရှိအဲ့ဒါလေးကကြတော့ secondary stress เนาะဒါကကြတော့အပေါ်ဘက်မှာရှိတဲ့ main stress ဒီဟာလေးကကြတော့ secondary stress သူကဖွဲ့စည်းပုံကိုကြည့်ကျမတို့ကဒါလေးက secondary stress ဒါလေးကဖော်ရမယ် stress เนาะ and stress level ဒီကောင်ကကြတော့ main stress ကျမတို့တိလိုက်လားဒီနားလေးမှာကျမတို့နည်းနည်းလေးစောင့်ဆိုလိုက်တယ် afternoon เนาะဒီနားလေးမှာသူ့လောက်အတန်မပြင်းမဖိထားဘူးဒါပေမဲ့ကျမတို့အားလေးထည့်လိုက်ရတယ် afternoon เนาะဒါတော့မှပဲဒီပေါ့နော်ကျွန်မ dictionary up တွေကိုကြည့်တဲ့အခိုက်မှာဆိုလို့ရှိရင်ဒီ afternoon ဆိုတဲ့နေရာမှာဒီ secondary stress ကိုမထည့်ထားတဲ့ dictionary လည်းရှိတယ်ဒီလားဒါတော့ကျွန်မကျွန်မရဲ့ဒီဟာကိုသိထားသမျှကိုမျှဝေတာဒီ secondary stress ကဘလို့ဘယ်ချိန်ဒီမှာသိမလဲဘာညာဆိုတော့ဘလို့ပြောရမလဲsecondary stress ရှိရဆိုတာသိထားပါတော့အဓိကကတော့ဒီစာလုံးတစ်လုံးလာပြီဆိုလို့ရှိရင်ကျမတို့ဖိတဲ့ main stress ကိုဖိလိုက်ပါ secondary stress ကသူ့ဘာနဲ့သူရှီကောင်းရှိပေမဲ့လည်းတကယ်တနေရာကိုဖိလိုက်မယ်ဆိုလို့ရှိရင်တော့ဒီစာလုံးကသက်တော့မှန်ပါတယ်တကယ်လို့ကျမမားနိုင်ရှင်လည်းထောက်ပြပြောပြနော်ထောက်ပြပေးပါနော်ကျမကြိုးဆိုပါလိမ့်ရှင်ကဲဒီနေ့ကတော့ဒီလောက်ပါပဲရှင်